ဖျားသခင်ဘာတွေဖြစ်ကုန်တာလဲဒီပုတ်ပြားလေးအမြန်ဆုံးပြန်ကောင်းသွားပါစေလို့ပဲဆုတောင်းရတော့မယ်မဟုတ်ရင်တော့ငါတစ်ခေတ်ကိုဒုက္ခအကြီးကျယ်ရောက်တော့မှာပဲဟောဦးလေးဘာလုပ်နေရလဲဗျအားလေးရေဦးလေးဒါကိုပြန်ပြင်ဖို့ကြိုးစားနေတာပါမပြင်နိုင်ရင်ဦးလေးသားကဦးလေးကိုအပြင်းထန်ရိုင်းနေပါလိမ့်မယ်ဦးလေးဒါကပြန်ပြင်လို့မရတော့ဘူးဗျာကြည့်ပါဦးတစားစီအကွဲသွားပြီပဲဒီနေ့တော့ဦးလေးဒီအိမ်ကနေဆင်းသွားရတော့မယ်ပုံပဲကွယ်စိတ်မပူပါနဲ့ဦးလေးကျွန်တော်တခုခုလုပ်ပေးပါမယ်ကိုင်းဗျာတနာစရာကောင်းတဲ့အဲ့ဒီဦးလေးကြီးခင်ဗျာတော်တော်လေးကိုစိုးရင်တော့ကရောက်နေချတာကျွန်တော်သူ့ကိုတေချာဖို့ကူညီပေးရပါမယ်အကယ်၍သူ့သားသာဒီပုတ်ပြားကျိုးသွားတာကိုသိရင်ဦးလေးကြီးကိုအပြင်းထန်ရိုက်နေမှာတင်မကပဲအိမ်ကနေမှမောင်းထုတ်ပြစ်မလားမသိဘူးဗျာသူ့သားအိမ်တောင်ကြကလေးကသူ့မိမနဲ့အတူတူဒီတနာစရာဦးလေးကြီးကိုအမျိုးမျိုးနှိပ်စက်ပြီးဒုက္ခပေးနေကြတာပါဒီဦးလေးကြီးကမြမှာတော့သူ့သားကိုပညာတတ်ကြီးဖြစ်အောင်ကြီးပြင်းလာအောင်တီးချတိုက်ပွဲဝင်ပြီးပင်ပန်းပန်းကျွေးမှုခေရရှာတာဒီလိုသားသမီးမျိုးရမယ်အစားသားသမီးမရှိတာကမှမူးနမင်းကြီးယူပြီးအောင်မယ်ဗျာရော့ရပါပြီဦးလေးအတွက်ပုတ်ပြားအသေးလေးပြီးပါပြီဗျာဒါပေမဲ့ဒီနေ့တော့ကျွန်တော်အဲ့ဒီလိုအဖြစ်မခံနိုင်ပါဘူးဦးလေးကြီးအတွက်ပုတ်ပြားအသေးတစ်ခုကျွန်တော်ကိုယ်တိုင်လုပ်ပေးပါမယ်တကယ်ချင်းတို့ကြီးကျွန်တော်ဦးလေးကြီးကိုကူညီပေးခဲ့တဲ့အလှုပ်ဟာအကျိုးရှိတဲ့အလှုပ်ကောင်းတစ်ခုဖြစ်တယ်လို့တရားခိုင်လုံးလောက်ပဲဖြစ်ထင်နေဆိုရင်တော့ဒီဗီဒီယိုလေးကို like ပြီး channel ကို subscribe လုပ်ပေးခြင်းဖြင့်ကျွန်တော်ကိုအားပေးခဲ့ကြပါဦးနော်ဒါအခလုတ်လေးတစ်ချက်နှိမ့်ရုံနေပါပဲပြီးတော့ဘဝမှာတစ်ချိန်လောက်ဖြစ်သွားလေခြင်းနဲ့နိုင်ငံကဘယ်နိုင်ငံလဲဆိုတာကိုမှမပြောခဲ့ကြအောင်နော်ကျေးဇူးအများကြီးတင်ပါတယ်အားလေးအားကဦးလေးကိုဒုက္ခကနေကယ်တင်လိုက်တာပဲကွယ်